ဒီကနေ့ဩဂုတ်လ22ရက်နေ့ညပိုင်းမှာရန်ကုန်မြို့ဝီတိုရီယာဆေးရုံမှာဆေးကုသမှုခံယူနေစဉ်ကွယ်လွန်သွားခဲ့ရပြီဖြစ်တဲ့နိုင်ငံကျော်တေးသန့်ရှင်အဆိုတော်ကိုင်စာမင်္ဂလာပါပရိသတ်ကြီးရှင်တေးသန့်ရှင်ကိုင်စာဟာဒီကနေ့ဩဂုတ်လ22ရက်ညပိုင်းမှာရန်ကုန်မြို့ရှိဝီတိုရီယာဆေးရုံမှာဆေးကုသမှုခံယူစဉ်ကွယ်လွန်သွားခဲ့ရကြောင်းအနုပညာအတိုင်းဝိုင်းမှာညီကိုမောင်နှမများရဲ့ပြောကြားချက်အရသိရှိရပါတယ်အဆိုတော်ကိုင်စာဟာအဆုတ်ထဲပိုးဝင်ခြင်းကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကလေးကအဆိုပါဆေးရုံမှာအထူးကြပ်မတ်ကုသဆောင် ICU ထဲမှာဆေးကုသမှုခံယူနေခဲ့တာဖြစ်ပြီးကွယ်လွန်ချိန်မှာအသက်65နှစ်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။အဆိုတော်ကိုင်စာရဲ့နာမည်အရင်းမှာဦးညီညီဝင်းဖြစ်ပြီးတနင်္သာရီတိုင်းတဝဲမြို့နယ်မှာ1962ခုနှစ်ဖေဖော်ဝါရီလ18ရက်နေ့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။အဆိုတော်ကိုင်စာဟာတေးရတေးဆိုအဖြစ်1980ပြည့်နှစ်နောက်ပိုင်းမှာစတင်ပြီးလူသိများလာခဲ့သူလည်းဖြစ်ပါတယ်။အကြီးတန်းဤအထီးကျန်အထုပ်ပတ်တီအနံပန်မနိုးပါစီနဲ့မိုးရဲတူနကိုတိုင်းပြည်လူတွေအသိလေပိုကောင်းလေအစားရှိတဲ့ဇုံတဲ့သချင်းပေါင်းများစွာကိုလည်းထွက်ရှိခဲ့တာဖြစ်တယ်လို့သူတီဆိုခဲ့သမျှသချင်းတွေအားလုံးဟာလည်းဒီနေ့ဒီချိန်ရက်ထိပရိသတ်တွေပါဆက်ဖျားမှာကြံ့ရင်နေစေလည်းဖြစ်ပါတယ်။ဒါအပြင်အဆိုတော်မေခလာအဆိုတော်မေဆွီတို့နဲ့အတူတေးသချင်းများစွာကိုလည်းတီးဆိုခဲ့ပြီး၎င်းမကွယ်လွန်ခင်အချိန်ရက်ထိလူကြီးလူငယ်ပရိသတ်တွေများစွာအခိုင်အမာရရှိထားသူလည်းဖြစ်ပါတယ်။ဒီကနေ့ဩဂုတ်လ22ရက်နေ့ညပိုင်းမှာကွယ်လွန်သွားခဲ့ရပြီဖြစ်တဲ့အဆိုတော်ဦးကိုင်စာအတွက်တငယ်ချင်းတယောက်လည်းဖြစ်သလိုအမြဲတမ်းအနုပညာညီကိုမောင်နှမအနေနဲ့ရှိခဲ့တဲ့အဆိုတော်ကော်နီကလည်းဝမ်းနည်းကြောင်းနှုတ်ဆက်စကားပြောဆိုထားတာလည်းဖြစ်ပါတယ်။ကော်နီကသူမနဲ့အတူဆိုတော်ကြီးကိုင်စာအနေနဲ့တချင်းတွေတူဆိုမယ်လို့ပြောခဲ့ပြီးမှကွယ်လွန်သွားခဲ့တာမို့ကောင်းရာပုံပေါ်ဝါမှာကိုကြီးချစ်မြတ်နိုးတဲ့တချင်းတွေနဲ့အတူငြိမ်းချမ်းနေပါစေလို့ဝမ်းနည်းစွာဆုတောင်းပေးခဲ့တာလည်းဖြစ်ပါ